ပြန်မလာနဲ့ငါကောင်ဒီနိုင်ငံဟာဖျားမမြင်အောင်မာနဖွက်ထားတဲ့အရက်ပါကွာစီတန်းစီစန်တန်းစီဓာတ်စီတန်းစီရတဲ့ဘဝကယုံထွက်ဖို့ passport ယုံမှာတန်းစီရတယ်လက်ဖွားအရွယ်စာအုပ်အနီလေးမှာလေယာကျွဲနွားအိမ်ဝိုင်းစာချုပ်ထည့်ထားတယ်နေပြန်တိုးလားပြန်တိုးနှစ်ပြန်တိုးတွေထည့်ထားတယ်လက်ဖွားအရွယ်စာအုပ်လေးထဲမှာအဖေမျောလင်းချက်တွေရှိတယ်အမေမျက်ရည်တွေရှိတယ်နောက်ပြီးအချစ်လက်ဖွားလေးလှုပ်ခဲ့ရတာရှိမယ်ပီဝီနဲ့တော်တော်ပီဂျီနဲ့တော်တော်ရောက်ဖို့ကအရေးကြီးတယ်သွားငတ်ကောင်နောက်ပြန်လှည့်မကြည့်နဲ့ခက်ပြက်ပြက်လှန်ငါကောင်ငါတငယ်ချင်းနိုင်ငံခြားသွားမယ့်နေ့ကသူ့အမေဟာအိမ်အောက်ကမြေကြီးခဲလေးကောက်ထမိန်အထက်စစ်လေးနဲ့ထုတ်လို့ဘယ်ဒီသားရောက်ကိုမြေမှာနေသလိုသဘောထားမင်းအမေရဲ့ဇာတိမှန်ကိုနားလဲပါရဲ့တို့ဝင်မဲ့ဒီမြေမှာတန်းတစရာဘာများရှိလို့လဲဘယင်ဖြစ်ချင်းသူတွေအပေါ်ဆုံးကဒီနိုင်ငံမင်းမဲစရိုက်အများဆုံးကလည်းဒီနိုင်ငံဓာတ်ကြိုးတွေအရှုပ်ဆုံးကလည်းဒီနိုင်ငံမီးမလင်းဆုံးကလည်းဒီနိုင်ငံညောင်စေးလောက်လျှက်စစ်မီးရပြီးညောင်မင်းကြီးလောက်မီတာကဆောင်ရတဲ့နိုင်ငံကိုအသက်ကိုဖတ်နှက်ထုတ်ရင်ငါအသေးချာမှာလိုက်မယ်ပြန်မလာနဲ့ငါကောင်ရီတခါတလေရွှေတကုံပကံအင်းလေးမုံရွာထိုးမုံနဲ့ဟာလဝါကိုလွမ်းချင်လွမ်းပေါ်ပြန်တော့မလာနဲ့ငါကောင်ပိုင်ရှင်မဲ့အလောင်းတွေမိဘမဲ့ကလေးတွေလက်သက်မပေါ်တဲ့ရာဇဝမှုတွေနက်နက်ကပူကတ်သူနဲ့မိပွိုင်းမှာတောင်းရန်စားတောက်သူတွေအလွန်ပေါ်တဲ့နိုင်ငံဓာတ်ငွေနဲ့လျှက်စစ်ကိုတရုတ်ပြည်ကိုရောင်းပြီးတရုတ်ထုတ်ဘက်ထရီနဲ့အင်ပါတာကိုပြန်ဝယ်ရတဲ့နိုင်ငံမှာနောက်ဆိုထိုင်းတနက်ခါကိုငါတို့ဝယ်ရတော့မယ်ထိုင်းတကြံဟာယူနက်စကိုအမွေနဲ့စီးရင်ဝင်သွားပြီးဖြစ်နိုင်တန်လွင်မြင့်နဲ့အေယာဝတီကိုတော့နောက်ပြန်စီးခိုင်းခြင်းတဲ့အိမ်နီးချင်းနိုင်ငံတွေကြားမှာငါတို့ဟာဒူနာငါလို့တလွာချင်းဖဲ့စားခံနေရတယ်ပြန်မလာနဲ့ငါကောင်ဒုက္ခတွင်လည်းပြန်လာမဲ့အစားပြပမှာပြားလို့ရှာချလို့စုပြီးမိသားစုကိုထောက်ပံ့ပြန်မလာနဲ့ငါကောင်ဒီဖုံးဆိုးမြေဟာဘယ်မီးလုံးလုံးမနှွေးတဲ့အရက်ဘယ်ပန်းဆက်ဆိုင်မမွှေးတဲ့အရက်ဒီနိုင်ငံဟာဖျားမမြင်အောင်မာနဖွက်ထားတဲ့အရက်ပါကွာစာရေးဆရာစမ်းကြော်တော်ရင်ဖြစ်ပါတယ်အဆုံးထိနားထောင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ